တာနာကတယောက်တော်တော်ကိုစိတ်တိုးသွားပြီးဟာရုကာကိုလန်နန်စွမ်းရည်တွေနဲ့တိုက်ခိုက်ပါတယ်။ဒါပေမဲ့ဟာရုကာကအားလုံးကိုလန်ချောင်ပြောင်းပြပြီးတာနာကကိုလည်းစွမ်းရည်တွေဖြုံးမနေပါနဲ့တော့လို့ပြောပါတယ်။တာနာကသူ့ရဲ့တွက်ချက်မှုကလုံးဝအမှားအယွင်းမရှိတာမလို့ဒီလိုဖြစ်သွားရတာကိုမယုံနိုင်ဖြစ်နေပါတယ်။အဲဒီခါမှာဟာရုကာကသူတို့တွေဟာအကိုစိတ်ကိုရင်ကဘာကြီးထဲမှာရောက်နေကြပြီးဘာတွေကဘလို့ရှိတယ်ဆိုတာမသိနိုင်ကြမလို့တွက်ချက်မှုတွေဆိုတာဒီမှာအလုပ်ဖြစ်မှာမဟုတ်ဘူးလို့ဆိုပါတယ်။တာနာကာကဘဝကြီးကိုဖျက်တမ်းရတာဟာပြင်းရှိဖို့ကောင်းပြီးအရာအလုံးကိုပြောင်းလဲဖို့စ조사တွေးကြောနေခဲ့သူဆိုရင်လည်းမမှားပါဘူး။အဲဒီအတွက်ကြောင့်သူတို့တွေကိုအဖြူရောင်အခန်းကြီးရှိရာစီစဉ်ခေါ်ခန့်လိုက်ရတော့လုံးဝကိုစိတ်လှုပ်ရှားသွားခဲ့ရပြီးသူရဲ့ပြင်းစရာကောင်းလွန်လာတဲ့ဘဝကိုပြောင်းလဲဖို့တငယ်ချင်းတွေကိုတရားတီးဖြစ်စေလို့ပြီးအမြင့်ဆုံးကိုတန်လန်းမယ်ဆိုတဲ့စိတ်နဲ့အစီအစဉ်ကိုချမှတ်ခဲ့ရပါ။တာနာကာကအားလုံးကိုတက်ပြီးလုံးဝချွင်းချက်မရှိအားကြီးရတူဖြစ်ရမယ်အစီအစဉ်ကအစုပ်ပလုတ်စွမ်းရည်နဲ့ဟာရုကာကိုတွေးမှဆင်ပြောင်းကြီးအမိကြမှာတဲဆိုသလိုငတိလေးကြမှာခတ်ခဲလို့စိတ်တုံနေပါ ರಿ ဒေါသပုံချနေတဲ့တာနာကာကဓာတ်နဲ့တိုးဝင်ပြီးခုတ်ဖို့ကြိုးစားပါတယ်ဟာရုကလည်းအသာအရာလေးပဲရှောင်တိန်လိုက်ပြီးတာနာကာရဲ့လက်နက်ကိုအဝေးကိုပြေးလွှဲလိုက်ပါတယ်ဟာရုကငနေသားကိုအစုံတက်တိုက်ခိုက်ခြင်းနဲ့တိမလို့ပြင်းနေတော့နောက်ကနေဓာတ်နဲ့ထိုးခံလိုက်ရပါတယ်ဘယ်သူလဲဆိုတော့အဲ့ဒါဟာလူဟုတ်မနေပဲတာနာကာရဲ့စွမ်းရည်နဲ့ပြန်လဲခေါ်ယူလိုက်တဲ့ဓာတ်ကဟာရုကာကိုစိုက်ဝင်တော့တာဖြစ်ကြောင်းတွေ့ရပါလိမ့်မယ်။ဖိနေပြီးတိုက်ခိုက်နေတဲ့တာနာကာကသူ့ရဲ့အနိုင်ပဲရှာနှုံးပြေးသေးကြတယ်လို့ပြောရင်အဆက်မပြတ်ခုန်နေခဲ့ပါတယ်။ဒါပေမဲ့လည်းဇလိုက်ဖြစ်တော့စာရေးစရာပေးတဲ့အကာအကွယ်တွေရှိနေတော့ချက်ချင်းကြီးတာနာကာကိုနောက်ကိုလဲအောင်လှုပ်လိုက်ကဒီလိုပြောပါတယ်။မင်းရဲ့အစီအစဉ်တွေကိုဘလောက်ပဲကောင်းနေပါစေကိုရိုင်းကတိုးတက်ခြင်းနဲ့ပိုပြီးစွာကြီးလာခြင်းနဲ့ဆိုတဲ့စိတ်အားထက်သန်မှုကလုံလောက်မနေဘူးဆိုရင်အစီအစဉ်ကအလုပ်ဖြစ်မှာမဟုတ်ဘူးဆိုတာပါပဲ။တာနာကာကဓာတ်နဲ့ထိုးဖို့ကြိုးစားလိုက်ပေမဲ့ဟာရုကဟာအလောင်းစားစွမ်းရည်ကိုအသုံးပြုပြီးသူ့ရဲ့ရှိရင်ဆွဲစွမ်းရည်တစ်ခုကိုသိစေနိုင်တဲ့အထိတိုက်ခိုက်ချက်တစ်ခုဖြစ်အောင်ပြောင်းလဲပြီးတိုက်ခိုက်လိုက်ပါတယ်။နောက်ပြီးသူရဲ့စွမ်းရည်တွေကအစုပ်ပလုတ်တွေဆိုတာမှန်ပေမဲ့လေ့ကျင့်ရည်တွေအများကြီးလုပ်တဲ့ကျေးဇူးနဲ့လဲကွက်တဲ့တွေအများကြီးတည်လာခဲ့ရတာလို့ပြောရင်တာနာကာကိုကြောခိုင်းထွက်လာခဲ့ပါတယ်။သူလမ်းလျှောက်ပြီးထွက်လာခဲ့ပေမဲ့သူကိုယ်တိုင်ကမော်စွမ်းအင်ကိုအကောင်အောင်တုံးပြလိုက်တာမလို့တိမ်မလိုနာကျင်မှုကိုခံစားနေရပြီးရှောက်ဆက်ပြီးတောင်းခံမထားနိုင်တော့ပဲလေကြောက်တော့မလို့ဖြစ်နေချိန်အိုတာကိုတို့အဖွဲရောက်လာခဲ့ပြီးဟာရုကာကိုဖမ်းထားလိုက်ပါတယ်။အိုတာကိုတို့ကလည်းဘာမှမမေးနိုင်ဖြစ်နေခဲ့တဲ့ဟာရုကာကိုမြို့ရဲကိုမင်းပြန်ရောက်မလာလို့လိုက်ရှာဖို့ထွက်လာခဲ့ကြတာလို့ရှင်းပြပါတယ်။နောက်ပြီးတော်ရဲကနေထွက်ဖို့ကိုလည်းကိုညီပေးခဲ့ကြပါတယ်။အားလုံးကတယောက်တည်းတိုက်ခိုက်နေတာတည်တည်ချင်းသူ့ကိုဝိုင်းပြီးစိတ်ပိုပေးနေခဲ့ကြတာကိုလည်းပြောပြပါတယ်။နောက်ပြီးကောင်မလေးတွေအားလုံးကဟာရုကပြန်လာမှာကိုစောင့်နေကြတာဆိုပြီးပြောရင်ဝိုင်းဝန်းကြိုးဆိုကြပါတယ်။အိုတာကိုတို့ကိုလည်းအဖွဲ့တွေကကန်ထုံမိခဲ့တယ်လို့ဖြစ်ခဲ့တာမလို့တောင်းပန်ကြောင်းနဲ့ဟာရုကကိုပြန်ကဲပေးလို့ဆိုပြီးကျေးဇူးတင်နေကြပါတယ်။အသက်ရှင်ကျန်ရတဲ့ចောင်းသားတွေအားလုံးစုံနေပြီးမလို့ဟာရုကတယောက်တော့သူ့ကိုထပ်ပြီးမလို့တော့ဘူးလို့တွေးမိပြီးထွက်သွားဖို့ပြင်နေပါတယ်။ဒါပေမဲ့အတန်းကောင်းဆောင်ကသူ့ကိုတားလိုက်ပြီးတက်လျှောက်လုံးစိတ်ပူနေခဲ့ရတာဖြစ်လို့အသက်ရှင်လျက်ပြန်လာတာဝမ်းသာမိကြောင်းပြောပြပါတယ်။ဒါပေမဲ့ကောင်မလေးတွေကမျိုးရဲကနေခိုးထွက်သွားလို့ဆူရအောင်မှဖြစ်ပြီးသူ့ကိုဆွဲခေါ်သွားကအပြစ်ပေးခံရဖို့စိတ်ကိုအစင်သေးပြင်ထားပြီးတော့လို့ပြောလိုက်ပါတယ်။နောက်တနေ့မနက်မှာတော့ဟာရုကာကအိုတာကူရိုကိုမြေအောက်ဆွန့်စားခံတွေစီသွားကြမလားမေးမြန်းလိုက်တော့သူတို့တွေကရှားပါပစ္စည်းတစ်ခုဖြစ်တဲ့လူတွေကိုမြင်တဲ့အမြင်တွေပြောင်းလဲနိုင်စွမ်းရှိတဲ့ပစ္စည်းတွေရှာဖို့ကြံနေရဖြစ်ကြောင်းပြောပြီးမြေအောက်ဆွန့်စားခန်းစီထွက်လာကြပါတယ်။နောက်ဆုံးမှာအတန်းသားတွေနဲ့ပြန်ဆောင်ပြီးတာနာကာကိုလည်းအပြတ်စော်ပြီးသွားပြီးဆိုတော့ဒေါ်ရဲကိုပြန်သွားဖို့အချိန်တန်ပြီလို့နောက်တစ်ချိန်ထပ်စဉ်းစားနေပြန်ပါရီအဲ့ဒီချိန်မှာဟာရုကာနောက်မှာအတန်းကောင်းဆောင်ရုတ်တရက်ရောက်လာပြီးသူတို့တွေတကယ်ကိုစကားပြောဖို့လိုနေပြီဖြစ်ကြောင်းဒေါသမီတွေဟုံတောက်လျက်ဆိုပါရီဟာရုကာတယောက်ကတော့အရင်ကကောင်မလေးတွေအားလုံးရဲ့ပြောစကားကိုပြန်တွေးမိနေပြီးသူ့ကိုစူတော့မလားလို့မေးလိုက်ပါရီဒီတော့အတန်းကောင်းဆောင်ကလည်းသူ့ကိုတင်ငန်းစာကောင်းကောက်မပေးရသေးဘူးလို့အတိပြန်ဝင်လာပါရီနောက်ပြီးတာနာကာကိုတိုက်ခိုက်တာလိုမျိုးအရန်အန်တီအများတဲ့အလုပ်တွေကိုတယောက်တည်းတည်တံ့ကြီးသွားလောက်တာကြောင့်စူပူချိန်မောင်းနေခဲ့ပါ ರಿ ဟာရုကလည်းမတတ်တာတဲ့အစုံသူလုံးမိရဲ့အကြောင်းအရာတစ်ခုချင်းစီအတွက်တောင်းပန်စကားပြောဆိုခဲ့ပါ ರಿ နောက်ပြီးတာနာကာရဲ့အန်တီရဲ့ကအတန်းကောင်းဆောင်စီကဒေါသနဲ့ဆိုင်ဘာမှမပြောပါတော့ဘူးလို့တွေးနေမိပြန်ပါ ರಿ ဟာရုကအမြဲမျှော်မှန်းနေခဲ့တဲ့အရာကအတန်းကောင်းဆောင်စိတ်ဆိုးတာမခံရပဲတောရဲမှာတယောက်တည်းအေးအေးချမ်းချမ်းနေရတဲ့ဘဝလေးကိုနောက်တစ်ခေါက်ပြန်လိုချင်နေဆိုတာပါပဲ
ဒီအချိန်မှာအိုတာကိုတို့တွေပြောတယ်လူတွေကိုပေါ်အမြင်ကိုပြောင်းလဲသွားစေရဲ့ပစ္စည်းကိုတွေးမိသွားပြီဒါနဲ့ဆိုရင်တော့ကောင်းမလေးတွေသူ့ကိုမဆူပဲအေးအေးစစ်စစ်နေနိုင်လိမ့်မယ်လို့တွေးလိုက်ပြီးအဲ့ဒီပစ္စည်းကိုရှာဖို့မြေအောက်စောစားခန်းစီသွားမယ်ဆိုပြီးဆုံးဖြတ်ချက်ချလိုက်ပါတယ်အဲ့ဒီအချိန်အိုမူမျိုးရဲ့နယ်မြေရှင်ကသူရုံကန်တဲမှာအလုပ်တွေစ조사နေရမြင်ရမှာဖြစ်ပြီးသူသမီးဖြစ်သူမယ်ရီအယ်လီကရောက်လာခဲ့ကအနားယူပါအောင်လို့ပြောနေကြတာကိုမြင်ရအောင်ပါပေါ့ဒါပေမဲ့သူ့ဖေကတော့အိုမူဆိုတာကတော့ကြီးနဲ့အနီးဆုံးမှာရှိပြီးရှေ့တန်းမျက်နှာစာကိုရှောင်းနေတယ်လို့ဖြစ်နေရကတကြောင်မကောင်းဆိုးဝါးတိုက်ခိုက်မှုတွေပိုကြိုးလာလို့စီးပွားရေးကိုပါထိခိုက်လာတာကတကြောင်စားတဲ့အဖြစ်သူမအလုံးမလုံးရှင်ဒီမျိုးငယ်လေးကဘတော်မှနလန်ထူနိုင်မှာမဟုတ်ဘူးလို့ရှင်းပြနေခဲ့ပါတယ်ဒီအချိန်မှာပဲအဆောင်တယောက်ကရုံကန်းစီအပြည့်ရောက်လာပြီးမကောင်းဆိုးဝါးအုပ်စုလိုက်ကြီးကသူတို့မျိုးလေးစီချင်းကလာနေကြောင်းတင်ပို့ပါတယ်အဲ့ဒီချိန်ဟာရုကတယောက်မြောက်စွန်စားကန်ထွက်ဖို့ရှောက်လာနေစဉ်ဘလူးအုပ်စုလိုက်ကြီးနဲ့တိုးလို့အကုန်လုံးတုတ်တင်ပြလိုက်မယ်လို့ကြွေးကပြင်ဆင်နေပါတယ်။စွန်စားရေးကလပ်ကောင်ဆောင်ကလည်းအတန်းကောင်ဆောင်တို့ကိုမြို့လန်နဲ့အနီးနားမှာရောက်နေပြီဖြစ်တဲ့မကောင်းဆိုးဝါးတွေကိုတုတ်တင်ရှင်းလင်းဖို့အမိတ်ပေးကတာဝန်ချပါတယ်။ဒီအချိန်မှာမယ်ရီအယ်ရီကရုတ်တရက်ရောက်လာခဲ့ပြီးအနီးနားကရွာတစ်ခုဟာဖျက်ဆီးခံလိုက်ရပြီးဖြစ်ကြောင်းနဲ့နောက်တစ်ခုကသူတို့မျိုးကိုလည်းမဝေးတော့တဲ့အချိန်တစ်ခုအတွင်းမှာတိုက်ခိုက်ခံရတော့မှဖြစ်ကြောင်းအမောတကောပြောပြရှင်အတန်းကောင်ဆောင်နဲ့ကလပ်ကောင်ဆောင်တို့စကားပြောရကိုနှောက်ယှက်ပြောဆိုပါတယ်။ဒီအချိန်မှာဟာရိုကာကတော့ဘလိုရဲစီကိုတော်ဝင်တိုက်ခိုက်ရင်ဒီလိုအုပ်စုလိုက်ကြီးလူနေရအနီးနားမှာရောက်လာတာမျိုးမတွေ့ဘူးကြောင်းတွေးနေမိပါတယ်။ဘာပဲပြောဒီလိုအုပ်စုလောက်လေးကိုဟာရိုကအလွယ်တကူရှင်းလင်းလိုက်ပါတယ်။နောက်ပြီးကောင်းဆောင်ဖြစ်တဲ့ level 30ခွန်ရှိတဲ့ဘလိုဘရင်ကိုသေးစိတ်နိုင်လောက်တဲ့မော်စွမ်းအားတွေအဆက်မပြတ်လှုပ်ပြီးမြေကြီးပေါ်အတုံးယုံလဲသွားစေခဲ့ပါတယ်။တီးသားနေတဲ့ဘလိုတွေကအခုဆိုအုပ်စုလိုက်တိုက်ခိုက်လာကြပြန်တော့ဘာအကြောင်းတွေများရှိနေလဲလို့ဟာရိုကစဉ်းစားမိလိုက်ပါတယ်။ဒါပေမဲ့ဒီကိစ္စတွေထပ်မတွေ့တော့ဘူးဆုံးဖြတ်လိုက်ပြီးမြေအောက်ခံရှီယာစီဆက်ထွက်ခဲ့ပါတယ်။ဟာရိုကကိုပြောက်စွမ်းရည်ကိုအသုံးပြုလိုက်ပြီးမြေအောက်ခံအဆောင်ကိုကြော်ဖြတ်လာပါတယ်။ဒီတဲကိုစွန်စားသူပေါင်းများစွာရောက်ခဲ့ဘူးပြီးသားဖြစ်ပြီးသူကိုယ်တိုင်ကစိတ်လှုပ်ရှားနေအောင်ကိုဝင်ခံမိပါတယ်။သူကယတနာတက်တာတွေတစ်ခုပဲတစ်ခုရှောက်ဖွေခဲ့ပေမဲ့သူရှာနေတဲ့ပစ္စည်းကိုတော့ဘလို့မှရှာမတွေ့ခဲ့ပဲအစုပ်ပလုပ်ပစ္စည်းတွေကိုပဲစတိုက်ဆိုသလိုရှာတွေ့ခဲ့ရပါ။အဲ့တော့ဘလို့မျိုးတွေကပစ္စည်းထူးထူးဆန်းဆန်းတွေရောင်းနေဘိုးတော့သားဆိုရင်ဒီပစ္စည်းအကြောင်းကောင်းကောင်းသိနိုင်နေတွေ့ပြီးသူ့ကိုပြန်မေးဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒီအချိန်မျိုးတစ်မျိုးလုံးမှရှိတဲ့စွန်စားသူတွေကမြို့ဝင်ပေါင်းမှဆောင်းဆိုင်ပြီးခုခံတိုက်ခိုက်ဖို့အစင်သစ်ပြင်နေကြတာကိုတွေ့ရမှာဖြစ်ပါတယ်။မယ်ရီအယ်ရီကလည်းဘယ်အချိန်မှဆိုရောက်လာနိုင်တာကိုပြောပြပြီးတတိပေးပါတယ်။ဒီအချိန်မှာအားလုံးကမျိုးစီကိုတစ်ခုခုချင်းကလာတာတွေ့လိုက်ရလို့တိုက်ခိုက်ဖို့အသင့်အနေထားပြင်ဆင်ကဆောင်းဆိုင်နေကြပါတယ်။ဒါပေမဲ့ရောက်လာတဲ့သူကဟာရူကဖြစ်နေပြီးသူတို့ဘာလုပ်နေကြတာလဲဆိုပြီးပြန်မေးလိုက်ကြပါတယ်။အဲဒီနောက်အတန်းကောင်းဆောင်ဖြစ်သူကဘလူးအုပ်လိုက်ကြီးမျိုးစီကိုချင်းကလာတာမလို့ခုခံကာကွယ်ဖို့လူစုနေတာဖြစ်ကြောင်းရှင်းပြပါတယ်။ဟာရိုကာကဒီကောင်တွေကအားနဲ့လွန်တာမလို့အန်ဒီယာရောလုံးနိုင်ပါမလားမေးရင်သူကိုယ်တိုင်အားလုံးကိုတုတ်တင်ရှင်းလင်းပြီးဖြစ်ကြောင်းပြောပြပါတယ်။အားလုံးကဟာရိုကာတယောက်တည်းတုတ်တင်လိုက်နိုင်တာကိုအံ့အားသင့်နေကြပေမဲ့ကောင်မလေးတွေကတော့အန်ဒီယာတော်ရဲကိုတယောက်တည်းတိုးဝင်သွားလို့ဆိုပြီးစုနေကြပါတယ်။ကလပ်ကောင်းဆောင်နဲ့မယ်ရီအယ်ရီကဟာရိုကာကိုအန်ဒီယာကကဲတင်ပေးလို့ကျေးဇူးတင်ခဲ့ကြပေမဲ့ဘလိုတွေကိုတယောက်တည်းတိုက်ခိုက်တာကတေးသွားနိုင်တဲ့အထိဖြစ်နိုင်တာမလို့ဆိုကြပြန်ပါတယ်။နောက်ပြီးမကောင်းဆိုးဝါးအုပ်လိုက်ပေါက်ဖွာလာမှုကဖြစ်လာနိုင်ခြင်းရှိတာမလို့မကောင်းဆိုးဝါးရဲ့တိုက်ခိုက်မှုလှုပ်ရှားမှုဒီထက်ပိုများလာမှာဖြစ်တဲ့အတွက်အခုလိုတယောက်တည်းတိုက်ခိုက်တာဟာရိုကာအတွက်ပိုအန်ဒီရဲ့ရှိလာနိုင်တာမလို့သတိပေးနေရတာဆိုပြီးဩဝါဒဝိုင်းချွေနေကြတာဖြစ်ပါတယ်။နောက်တနေ့မှာဟာရိုကာကအထူးပစ္စည်းတွေရောင်းတဲ့ကုန်းတဲ့ဘိုရော့စီကိုသွားကြည့်ပါတယ်။ဒါပေမဲ့ဘိုရော့ကသူဆိုင်ကပစ္စည်းတွေကိုမှွေအောင်မှာဆိုတော့ဘာမှရောင်းစရာမရှိတော့ပါဘူးဆိုပြီးကြောက်လန့်ပြောရှာပါတယ်။ဒါပေမဲ့ဟာရိုကာကသူရှာတဲ့ပစ္စည်းအကြောင်းပြောပြတော့မှဖဲမော်လက်ဆိုအကြောင်းပြောတာဖြစ်ရမယ်ဆိုပြီးမြို့နာမှာရှိတဲ့မြေအောက်ခန်းတွေမှာတွင်းနိုင်အကြောင်းပြောပြလိုက်ပါတယ်။အဲဒီခါဟာရိုကာကအိုတာကိုရိုတိုင်ပြောနေတဲ့ရှားပါပစ္စည်းဆိုတာအဲ့ဒါကိုပြောတာဖြစ်မယ်လို့တွေးရင်ဘိုးတော်ဘယ်နားမှာရှာရမလဲလို့မေးပါတယ်ဘိုးတော်ကတကယ်သာရှိမယ်ဆိုရင်စွန်စားသမားတွေမရောက်သေးတဲ့နေရာတွေဖြစ်တဲ့အထက်50နဲ့အောက်မှာရှိမယ်လို့ပြောပြလိုက်ပါတယ်နောက်ပြီးမြေအောက်ခံကအထက်တရားရှိတာဖြစ်တဲ့အပြင်တစ်ချက်စင်းစီတိုင်းမှာအထက်ဆရာကြီးလို့ပြောရမယ်တစ်ထက်စီတိုင်းရဲ့အတန်းမဆုံးဆရာကြီးတွေရှိကြောင်းပိုပြီးနက်လာလေးပိုပြီးခက်ခဲလာလေးဖြစ်ကြောင်းရှင်းပြရင်အောက်ကိုရောက်ဖို့ကမလွယ်ကူကြောင်းပြောပြပါတယ်နောက်ပြီးမြေအောက်ခံကြီးတစ်ခုလုံးကထိုးချဆန်းပြနေပြီးမြေအောက်ခံအုပ်စိုးသူလို့ခေါ်တဲ့အင်မတန်တန်မာလုံးနဲ့တတော်ကြီးတစ်ကောင်ရှိတယ်ဆိုပြီးထပ်ပြောပြခဲ့ပါတယ်။အဲဒီအတွက်ကြောင့်မလို့အောက်ဆင်းဖို့တွေးထားရင်စိတ်ရပလင်တွေကိုစောင်းသွားတာအကောင်းဆုံးပဲလို့အကြံပေးပါတယ်။ဟာရုကလည်းသူ့အကြံကိုလက်ခံလိုက်ပြီးအထွေထွေစေးဆိုင်ကဝယ်လိုက်မယ်လို့ပြောသွားတော့သူတလောက်ပြောပြတာကိုသူဆိုင်ကဘာမှမဝယ်သွားလို့ကြောင်တလုံးလေးနဲ့ကြံရင်နေခဲ့ပါတယ်။